မျိုးသားတော်များများဟာအတူနေတဲ့အခါမြန်ပြီးသွားမှာကိုပဲကြောက်ကြပါတယ်ဒါကြောင့်လဲကြာရှည်ခံစီမဲ့နီးလန်းတွေကိုအမြဲရှာဖွေနေကြတာပါဒါပေမဲ့တစ်ဖက်မှာလည်းအချိန်တွေအကြာကြီးယူနေပြီမဲ့ပြီးဆုံးဖို့ခက်ခဲနေတဲ့အမျိုးသားတွေအများကြီးရှိနေတာကိုသင်သိပါသလားနိုင်ဝက်တနာရီကျော်တဲ့အထိစူးစမ်းနေရပေမဲ့ပန်းတိုင်မရောက်နိုင်တဲ့အခါဒါဟာဂုံယူစရာစွမ်းဆောင်ရည်တစ်ခုမဟုတ်တော့ပဲစိတ်ပြက်စရာခံစားချက်တစ်ခုဖြစ်လာတတ်ပါတယ်ဒါကိုစေပညာအရ delayed ejaculation လို့ခေါ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒါဟာဘာကြောင့်ဖြစ်ရတာလဲသင်ခန္ဓာကိုယ်တွေကဘယ်စနစ်တွေကချို့ယွင်းနေတာလဲဆိုတဲ့သိပ္ပံနည်းကြအကြောင်းရင်း9ချက်ကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့တုံ့ပြန်ပုံကိုနားလည်ဖို့လိုပါတယ်ပြီးဆုံးခြင်း orgasm ဆိုတာအုံနှောက်အာယုံကြောနဲ့ကြွက်သားတွေစနစ်တကျပေါင်းဆက်အလုပ်လုပ်ရတဲ့ဖြစ်စဉ်တစ်ခုပါ sympathetic nervous system ဒီစနစ်ကပြီးဆုံးခြင်းကိုထိန်းချုပ်ပါတယ်တကယ်လို့ဒီစနစ်ကလုံလောက်တဲ့လှုပ်ဆော်မှု stimulation မရဘူးဆိုရင်ခန္ဓာကိုယ်ကပြီးဆုံးဖို့အမိန့်မပေးနိုင်တော့ပါဘူးဒိုပါမင်းနဲ့ serotonin အုံနောက်ထဲကဒီတက်ပစ္စည်းနှစ်ခုမညီမျှတဲ့အခါမှာလဲအချိန်နဲ့အကြာကြီးကြာနေတတ်ပါတယ်အထူးသဖြင့် serotonin မြင့်တက်နေရင်ပြီးဆုံးဖို့ပိုခက်ခဲသွားတတ်ပါတယ်ဆေးဝါးများရဲ့ဘေးထွက်ဆိုးကျိုး medication side effects ဒါကအဖြစ်အများဆုံးအချက်ပါစိတ်ကြယောဂအတွက်သုံးတဲ့ SSRI ဆေးတွေဟာအုံနောက်ထဲက serotonin ကိုမြင့်တင်ပေးပါတယ်ဒါဟာစိတ်ခံစားချက်ကိုကောင်းစေပေမဲ့လိမ်ပိုင်းဆိုင်ရာအာယုံခံစားမှုကိုတော့ထုံသွားစေပါတယ်ဒါအပြင်သွေးတိုးကျဆေးတွေစီးကျိတ်ဆေးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်စီးကျူယောဂအမြင့်တွယ်နေသူတွေမှာအာယုံကြောတွေပျက်စီးတတ်ပါတယ်အင်္ဂါဇက်တစ်ဝိုက်ကအာယုံခံစားမှုညော့နေသွားတဲ့အခါအုံနောက်စီကိုပြီးဆုံးဖို့လုံလောက်တဲ့ signal မရောက်တော့ပါဘူးဒါဟာအချိန်ပိုကြာစေတဲ့ရုပ်ပိုင်းဆိုင်ရာအကြောင်းရင်းပါဒါကတော့ခေတ်သစ်လူငယ်တွေမှာအဖြစ်များပါတယ်အပြာကားတွေတဲကလုံကဲတဲ့မြင်ကွင်းတွေကိုအမြဲကြည့်နေတဲ့အခါအုံနောက်ရဲ့ reward system ကပုံမှန်ထက်ပိုမြင့်တဲ့လှုံ့ဆော်မှုကိုတောင်းတလာပါတယ်လက်တွေ့ဘဝရဲ့တာမန်လှုံ့ဆော်မှုကအုံနောက်အတွက်ပြင်းစရာဖြစ်သွားပြီးဆုံးဖို့ခက်ခဲသွားစေတာပါအာသာဖြေတဲ့အခါလက်နဲ့အရန်တင်းတင်းကြပ်ကြပ်စုပ်ကင်ပြီးအရှိန်ပြင်းပြင်းလှုပ်တက်တဲ့အလေ့ကျင့်ပါလက်ရဲ့တင်းကျပ်မှုဟာအမျိုးသမီးအင်္ဂါရဲ့သဘာဝအတိုင်းတင်းကျပ်မှုထက်ပိုများနေတဲ့အတွက်တကယ်လက်တွေ့မှာခံစားမှုမပြေဝတော့ပဲအကြာကြီးလုံနေရတတ်ပါတယ်testosterone နေတာနဲ့မကပဲ prolactin ဆိုတဲ့ဟော်မုန်းမြင့်တက်နေရင်လေအမျိုးသားတွေမှာပြီးဆုံးဖို့အလွန်ခက်ခဲတတ်ပါတယ်စွမ်းဆောင်ရည်စိုးရင်စိတ် performance anxiety အမျိုးသားတစ်ယောက်ဟာငါကြာရှည်ခံပါမလားဒါမှမဟုတ်ငါအဖော်စိတ်ကြည်နေပါမလားဆိုတဲ့အတွေးနဲ့တွေစိတ်ဖိစီးမှုဟော်မုန်း cortisol တွေထွက်လာပါတယ်ဒီစိတ်ဖိစီးမှုကပြီးဆုံးခြင်းကိုတားဆီးထားတဲ့ break တစ်ခုလို့အလုပ်လုပ်ပါတယ်အသက်ကြီးလာတာနဲ့အမျှခန္ဓာကိုယ်ရဲ့အာယုံခံစားမှုဟာတဘာဝအတိုင်းလျော့နေလာပါတယ်ဒါဟာပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပေမဲ့အချို့သူတွေမှာတော့တိတိတသာပိုကျသွားတတ်ပါတယ်ဒါကိုဘယ်လိုကုသကြမလဲအဖြေကတော့အကြောင်းရင်းပေါ်မှာမူတည်ပါတယ် psychological therapy စိတ်ပိုင်းဆိုင်ရာဆိုရင်နားလည်တက်ကြွသူနဲ့ဆွေးနွေးပါ medical check-up ဆေးကြိုသို့မဟုတ်ဟော်မုန်းစစ်ဆေးပါ lifestyle change အပြားကားကြည့်တာလျှော့ပါအာသာဖြေတဲ့ပုံစံပြောင်းပါ communication အဖော်နဲ့ပွင့်ပွင့်လင်းလင်းတိုင်ပင်ပါငါဘာလို့မပြီးတာလဲဆိုတဲ့ဖိအားကိုလျှော့ချလိုက်ရင်ပိုပြီးမြန်မြန်ဆန်ဆန်ပြီးဆုံးနိုင်ပါတယ်အမျိုးသားကျမ်းမာရေးဆိုတာရှစ်ဆရာမဟုတ်ပါဘူး။တင့်မှာဒီလိုပြဿနာမျိုးရှိနေရင်အားမငယ်ပါနဲ့။ဒါဟာပြုပြင်လို့ရတဲ့အရာတစ်ခုပါ။ဒီဗီဒီယိုကတင့်အတွက်ဗဟုသုတတစ်ခုခုရစီမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဘလို့ကျမ်းမာရေးအကြောင်းအရာတွေကို